လောကကြီးမှာလေအစိုးနဲ့ကောင်းကအများတန်းဒုံတွဲပြီးသွားနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဘဝမှာလေဘလောက်ပဲအခက်အခဲတွေနဲ့ကြုံရအကောင်းဆုံးရင်စင်ကြော်ဖြတ်ပါငါဘာကောင်းလဲဆိုတော့နော်ပြရမယ်ဆိုတဲ့စိတ်ကိုမွေးပါအဲ့ဒီຢာတွေကတချွေကြရလေတချွေကြရင်အပြစဉ်းစားကြည့်လိုက်ဟိုငါရင်တော့အရင်ဆုံးကိုပစားကနေလေတာကပဲထွက်အရင်ဆုံးဟိုငါဘာကောင်းလဲဆိုတာငါလုံနေခဲ့တာပဲကြတော့အဲ့လိုမျိုးအဲ့ feeling ကလေတရားဟိုမှာဆောင်းမိုက်တယ်ဘာနဲ့မှလဲတော့မရဘူးကွာပြောချင်တာနော်အစင်းသားကြည့်လိုက်အိုးအရင်တော့ဒီလောက်တော့ခဲတာနော်ဒီမတတ်တော့မခုချင်ပါနော်ငါဘာကောင်းလဲဆိုတာငါလောက်ပြနေခဲ့ကဲအဲ့ဒါပုံပြီးနောက်ထပ်တလားတရားကဲအဲ့တော့ဘာမှမရှိဘူးဆဲတယ်ထဲပြီးကြော်ညာပြလိုက်ပြီကိုနာကနေထုတ်ခါချင်တဲ့လူတွေโอเค free ပေးလိုက်တော့ဆွဲမထားနဲ့ကိုနှိမ့်ဆက်ရကြမယ်ကိုပြောရွှေမို့ကိုဟန်တိုက်ရရောက်သွားမယ်โอเคကိုရဲ့တက်လားတွေကိုနော်ကိုကပိတ်ပင်လိုက်တယ်လို့ဖြစ်သွားမယ်အစ်စ်မာတွေရောက်လာဖို့အတွက်အထူးပဲရောက်နေကြနော်ထုတ်ခွာပြရတယ်ထွက်သွားပြရတယ်နေရာဖယ်ပြရတယ်လူမရောက်လာဖို့အတွက်နော်အတူဝရောက်နေရာဖယ်ပြရတယ်ကွာအဲစကလုံးကလာကဖြစ်တိလာတာမဟုတ်ဘူးကွာ